ပါဝင်ပစ္စည်း6မျိုးနဲ့အရွံ့အစုံအမွှံ့အစုံနန်းကုတ်ကီမူလဇစ်မြက်တရုတ်ပြည်ရဲ့ traditional recipe Great! ရွံ့မွှံ့လေးနဲ့စားဘူးလူတိုင်းကြိုက်ကြတဲ့အရာတာကဲဘာလို့လေးတယ်လှုပ်ကြည့်ဖို့ပဲလို့တော့ဗျို့ကဲလှုပ်လိုက်ကြရအောင်ကဲကြုံ900တခြားမဟုတ်150စီရ320အမိုနီယာ9 gram ဘေကင်ဆိုဒါ9 gram ပြားရည်15 gram လိုအပ်ပါတယ်ဥစွာပထမတေဘယ်ဘောကိုပြည့်စုံကိုလောင်းချပြီးတော့ဂလိုင်းလေးဖောက်လိုက်ပါမယ်အဲ့ဒီဂလိုင်းလေးကိုတကြားမုတ်အိုင်ဇင်ရှုဂါကိုထည့်မယ်ပြားရည်ထည့်မယ်ပြီးရင်ဘေကင်ဆိုဒါနဲ့အမိုနီယာကိုလည်းကျွန်တော်တို့တစ်ခါလေးထည့်လိုက်မှာဖြစ်ပါတယ်နောက်ဆုံးစီကိုလည်းပဲကျွန်တော်တို့ထည့်ပြီးတော့အရင်ဆုံးတမအောင်မှွေပေးရမှာဖြစ်ပါတယ်နယ်နေတဲ့အယုံလုံးကိုခက်စီစီလေးဖြစ်တည်ခိနယ်ပြီးပြီဆိုရင်ဘေးကအကြုံလေးတွေကိုဖြည်းဖြည်းချင်းထည့်ပြီးတော့ကျွန်တော်တို့ဗီဒီယိုမှာမြင်နေရတဲ့အတိုင်းဖိပြီးတော့နယ်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာနယ်တဲ့နေရာမှာအရန်ကြီးအားဆိုင်ပြီးတော့နယ်လို့မရပါဘူးခက်ရွရွခက်ဖွားဖွားပဲနယ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကဲနယ်ပြီးတော့တဲ့မုံကိုကျွန်တော်တို့လက်စလုံးအသေးလေးအရွယ်လေးတွေဖြတ်ပြီးတော့အတက်ပြင်ဆင်ထားတဲ့နန်းစလုံးထဲမှာထည့်ပြီးတော့ကျွန်တော်တို့လုံးပေးရမှာဖြစ်ပါတယ်မုံသားပြောတဲ့အတွက်ကြောင့်မလို့နန်းကဒီချပေါက်ကတ်မှာဖြစ်ပါတယ်နန်းများများကတ်အောင်ယူဒဆိုင်လုံးပေးပြီးတော့မုံလုံးလေးတွေကိုဘန်းပေါ်မှာစနစ်တကျအညီညီစီစီလေးစီပြီးတော့ကျွန်တော်တို့ပေါ်မီ180အောင်မီ160နဲ့ခမန်းကြီး15မိနစ်ကနေ16မိနစ်ဝန်းကျင်လောက်ဖုတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာပြောနေကြထုံးစံတိုင်းပြောမယ်ဆိုရင်တော့ဘေကင်တိုင်းတဝက်ကျော်လောက်ကြာရင်အရှိနောက်လှည့်ပေးဖို့လုံးဝမမိတ်ပါနဲ့ခင်ဗျာမုံဖုတ်ချိန်ပြီးလို့အေးခံပြီးပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ရောမွမွနန်းကုတ်ကီလေးဟာရရှိပါပြီခင်ဗျာဒီဗီဒီယိုလေးကမိတ်ဆွေတက်ကြိုးရှိမယ်ဆိုရင် like and follow လေးလုပ်တော့ပါအောင်ခင်ဗျာအခုမကြည့်အားလေးဘူးဆိုရင်လည်း save လုပ်ထားလို့ရပါတယ်မိတ်ဆွေများသိအောင်လည်း share ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးထူးပဲနေရှိပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာရောမွမွလေးနဲ့အကောင်းဆုံးရတာပဲဗျ